နာလေးပဲကိုနေတိုင်းမြဲတမ်းငေးကြည့်မိခဲ့ယနေ့ကမင်းကိုချစ်တဲ့စကားတွေလဲကိုဘာကြောင့်ပြောဖို့သိတွေဝေနေသလဲတပြင်းလေးမင်းရှိနာမှဆိုင်နေစေဒါကိုလည်းသိနိုင်လိမ့်မယ်ကိုမထင်ဘူးအိုးကဲအခုတော့ဘာပြောမလဲသူဖွင့်ပြောရဲ့တရားနဲ့တွေ့ပြီးကိုစောက်တဲ့အတွေ့အိမ်လဲလေတဲ့မှာပဲမြို့သေးရင်ဆွေးနေရပြီသူမသိဘူးတယောက်တည်းပဲစိတ်ပြေသိစရာလဲမတွေ့ဘူးအိမ်စမရပါကိုလေးဝမ်းနဲ့ပဲလဲခုတွေ့ကြည့်လိုက်တော့ချစ်တာတခုတည်းပဲစစ်သူလိုအင်းဖြစ်ရမလွယ်တဲ့ဘဝစိတ်ဆင်းရဲရမယ်ဆိုရင်သူလေးပဲပြည့်စုံပါစေကိုကတော့စိတ်ခံနိုင်တယ်ပြောတော့ပါကွယ်ကြောင့်ပြောဖို့အခက်ကြုံနေတာလဲတပြင်းလေးမင်းရှိနာမှဆိုင်နေလေမပြောတော့ဘူးကွယ်ကိုလေးဝမ်းနဲ့ပဲလဲအခုတွေ့ကြည့်လိုက်တော့ချစ်တာတခုတည်းပဲစစ်သူလိုအင်းဖြစ်ရမလွယ်တဲ့ဘဝစိတ်ဆင်းရဲရမယ်ဆိုရင်သူလေးပဲပြည့်စုံ